ကဲတငယ်ချင်းတော့နော်အုံဒီခိုးစားနေတယ်နော်အရမ်းမိုက်တယ်နော်ဆွဲပြီးနော်ဆွဲပြီးတားမလို့ဘူးနော်တွားနဲ့ကိုက်နေတယ်နော်တွားတော်ခိုင်းနေပါတယ်နော်တငယ်ချင်းနော်အုံဒီအခုဆွဲနေဖြဲနေပြီနော်သူခွန်ဖြဲနေပြီနော်လို့ပြောမဆိုရင်ကျွန်တော်တို့တားမလို့ဘူးတွားနဲ့ပဲကိုက်စားမယ်နော်အခုလဲတော်မှာရှိနေပါတယ်နော်သူ့တခေမရှိဘူးနော်တငယ်ချင်းနော်ဆွဲနေပြီနော်တွားကတော့ခိုင်းနေပါတယ်နော်အခုရှယ်ပဲကြည့်ဆွဲတယ်မထွက်ဘူးเนาะတကယ်ချင်းတော့เนาะဒီမှာကြည့်တာမလို့ဘူးเนาะဒီမှာတာယူစရာမလို့ကြည့်ဒီမှာကြိုက်ပြီးတော်လေးကျိုးတော့မယ်တကယ်ချင်းတော့เนาะဒီမှာကြည့်ရနေပြီနော်ဒီမှာကြည့်ထွက်သွားပြီတပိုင်းလာရတော့ပြီတပိုင်းပဲကြမ်းတော့တယ်เนาะတဝက်ပဲကြမ်းတော့တယ်ဆွဲနေတော့မယ်ရတော့ပြီဒီမှာအုံကြီးနော်တောက်တော့မယ်ရှယ်ပဲလက်